လူပကြီးတွေဆွဲတဲ့နေရာမှာနာမည်ကြီးတဲ့ပကြီးဆရာတယောက်ပြခန်းမှာပြနေရင်စုပ်ပြတ်လိုက်တာလူတယောက်ကလာပြောလို့သူ့ဘုကုံမှာဆွဲပေးလိုက်တဲ့အခါမနစ်သက်တဲ့အပြင်ပုံတော်ဆုပ်တယ်လို့ပြောလို့တက်တဲ့အထိပါဖြစ်လာပါတော့တယ်တရက်မှာနကိုဆိုတဲ့အမျိုးသားကသူ့ရဲ့လူပုံပကြီးကားကိုပြခန်းမှာပြထားတာပါဒါမဲ့ရုတ်တရက်တုံမီဆိုတဲ့အမျိုးသမီးတယောက်ကကြည့်နေဒီပုံကလှပမှုမပေါ်လွင်ဘူးလို့ပြောပြီးထွက်သွားပါတယ်နောက်ရကြနကိုကသူ့မော်ဒယ်ပုံဆွဲနေတုံမီကရောက်လာပြီးသူ့ပုံဆွဲနေတော့လားရှင်မဲသူ့ပုံမကြိုက်ဘူးဆိုးတယ်ဆိုပြောပြီးဖြစ်လို့ဖြစ်စီလောက်ကဟိုကထွက်သွားပါတယ်ငကိုကအဲ့ဒါကိုမြင်တော့မင်းဘယ်လိုလုပ်ရတာလဲမေးတော့တုံမီကငါ့ကိုဆွဲလီဆိုပြီးတော့သူကထိုင်ချလိုက်ပါတယ်ငကိုလည်းမတတ်နိုင်တဲ့အဆုံးထိုင်ဆွဲပါတော့တယ်ဆွဲပြီးတဲ့အချိန်ပြပြတော့မလာဘူးတော်တော်စွတ်တာပဲပြောပြီးထွက်သွားပါတယ်ငကိုကအဲ့ဒါကိုလက်မခံပဲနေတဲ့သူ့ပုံကြီးအေးပြက်ခံပြီးဆွဲပါတယ်ဒါပေမဲ့လည်းမကျေနပ်ခဲ့ရပါဘူးနောက်ဘာမှအရက်တောက်နေလို့တငယ်ချင်းရောက်လာပြီးဘဘူးစီရတယောက်ကသူ့ပုံတူတွေထုနေရဆိုပြီးတော့ပုံထုတ်ပြလိုက်ပါတယ်ပုံထဲမှာတော့သူမျက်နှာနှစ်ခုပါနေတာပေါ့သူကလည်းတွားကြည့်လိုက်ပါတယ်ဒါပေမဲ့ဘမှုဆရာကတုံမီကိုသူနားမှာပဲထားမယ်မပေးနိုင်ဘူးပြောလို့ပကြီးဆရာက YouTube ကောင်းနဲ့ထုတ်တက်လိုက်ပါတယ်အထဲကိုရောက်တော့ YouTube ကွဲနေတော့မြင်လိုက်ပြီးတုံမီကအထဲမှာပါတုံမီကိုခေါ်ထုတ်လာပြီးသူ့အိမ်ကိုပြတ်ခေါ်ကပကြီးပြန်ဆွဲပါတယ်နောက်တော့ပကြီးကိုပြလိုက်ပြီးရားခဲ့ပြီးဆိုကပုံထဲမှာတုံမီမျက်နှာအပြင်တခြားကောင်းမှုတစ်ခုပါနေရပါတုံမီကရုပ်ဆုပ်လိုက်တာလာနောက်နေရလာပြီးတော့ငကိုကဒါမင်းမှုစအမှန်ပဲလေမင်းကလက်မခံဘူးလားဆိုပြီးဒေါသဆက်တော့ကဓာတ်နဲ့ခုတ်တက်လိုက်ပါတယ်ဒါမဲ့သူခနာကိုကပြက်နေတာကိုမသိပဲခနာကိုရဲ့ကနေခေါင်းတွေထွက်နေတာကိုမြင်လိုက်ရကဇလန်းလေးလေးပြီးဆုံးသွားပါတော့တယ်